မင်္ဂလာပါရှင်ဘာမှခေတ်သစ်သတင်းဌာန၏ထိပ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့လေကောင်တွင်အတန်တိတ်တပိတ်ပြည်သူများပူးပေါင်းပါဝင်ရေးနှင့်စစ်တပ်အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆိုင်းပုတ်ထောင်နှိုးဆော်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မြို့လေကောင်တွင်ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်တွင်ပြည်သူများပူးပေါင်းပါဝင်ရေးနှင့်စစ်တပ်အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးအတွက်ရန်ကုန်လူထုတပိတ်ကယနေ့ဆိုင်းပုတ်ထောင်နှိုးဆော်လိုက်ပါတယ်ယနေ့ဒီဇင်ဘာလ9ရက်နေ့ရန်ကုန်လူထုတပိတ်မှရဲဘော်များကရန်ကုန်မြို့လေကောင်စူးလေလူကူတတာအနီးတွင်အတန်တိတ်တပိတ်ပြည်သူများပူးပေါင်းပါဝင်ရေးနှင့်စစ်တပ်အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက်ဆိုင်းပုတ်ထောင်၍ဆန္ဒပြခဲ့ကြောင်းအဆိုပါဆန္ဒပြမှုမှာအတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုကြောင်းဆက်ကျင်ခြင်းဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်တွင်ပြည်သူလူထုတရက်လုံးကအတူတကွပူးပေါင်းပါဝင်ကြရန်သတိပေးနှိုးဆော်ခြင်းလူထုလူမျိုးရေးအတွက်လူထုကိုယ်တိုင်ရုန်းကန်ရမည်ဖြစ်သည်ဆိုသောရည်ရွယ်ချက်များဖြင့်ဆန္ဒပြခြင်းဖြစ်ကြောင်းသိရပါသည်ရှင်အပြင်အတူရောင်ရွေးကောက်ပွဲနှင့်၎င်း၏အလွန်ကာလတွင်လေလူထု၏ပုံကန်အန်တုမှုရှိမှသာလွတ်မြောက်မှုအစစ်ကိုရရှိနိုင်မည်ဖြစ်ကြောင်းအသိပေးလှုံ့ဆော်လိုက်ကြောင်းဆန္ဒပြဆိုင်းပုတ်ဓာတ်ပုံတွေမှအမိုက်ပုံမှာအတူရောင်ရွေးကောက်ပွဲ၏မဲပုံများကိုရည်ရွယ်ခြင်းဖြစ်ကြောင်းအကြံဖက်စစ်တပ်မှကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲမဲပုံများတွင်ပြည်သူလူထု၏ထောက်ခံမှုမရှိသောအတူရောင်ရွေးကောက်ပွဲတွင်ပြည်သူချင်းဘက်ကိုစလေလောင်းများသို့မဟုတ်သုံးစားမရသောပြည်ဖြတ်အမိုက်များသာစုပုံစွန့်ပစ်ခံထားရမည့်အမိုက်ပုံများဟုပင်မှတ်ယူမည်ဖြစ်ကြောင်းရန်ကုန်လူထုတပိတ်ကဆိုပါတယ်ဆက်လက်ပြီးကာမမြို့နယ်ရှိကျေးရွာများမှာပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေသောစစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတေဆုံမှုများပြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းကာမမြို့နယ်ရှိကျေးရွာများမှာပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ရာစစ်သား16ဦးတေဆုံခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၄တပ်ရမှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါတယ်။ယမန်နေ့ဒီဇင်ဘာလ10ရက်နေ့နနက်9:00နာရီခန့်အချိန်ကာမရေနတာစစ်တပ်စခန်းမှထွက်လာသောအင်အား40ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကနမီးတောင်ကျေးရွာအနီးမိုင်းဆွဲကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းတိုက်ပွဲ9မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီးမိုင်းခွင်းထဲဝင်လာသောအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား6ဦးထိဆုံးခဲ့ကြောင်းသိရပါတယ်။အလားတူရင်းနှီမိုးလဲ12နာရီခန့်အချိန်တွင်ပင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလက်ကျန်အင်အား30ခန့်ဖြင့်တရက်ကာမလမ်းပိုင်းအတိုင်းဆက်လက်စစ်ကြောင်းထိုးလာပြီးထမ်းပြူကျေးရွာနှင့်ရေတွင်းကြီးကျေးရွာမှပြည်သူပိုင်ပစ္စည်းများကိုခိုးယူမှုနောက်ကဆက်လက်ထွက်ခွာလာစဉ်စက်တောင်ကျေးရွာအနီးအရောက်တွင်တရက်ခရိုင်အမှတ်၄တပ်ရင်းကထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ10ဦးထပ်မံတေဆုံးကတော်လှန်ရေးရဲဘော်များအထူးကမရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ပထမအကြိမ်က6ကောင်တည်တယ်ဒုတိယအကြိမ်က10ကောင်တည်တယ်ကျွန်တော်တို့တိုက်ပွဲအတွင်းရဲဘော်တွေမျက်နှာတွေ့ခဲ့တဲ့စစ်ခွေးတေစင်းပေါ်နောက်ထပ်ဒဏ်ရာရတဲ့စစ်ခွေးတွေလည်းတရက်စေးရုံကိုရောက်လာတယ်လို့သတင်းရတယ်။စစ်ခွေးတေစင်းထပ်တိုးတေဆုံးတာမျိုးအတီးပြုတ်နိုင်တာမရှိသေးဘူး။ဒါကကျွန်တော်တို့ထုတ်ပြန်ထားတဲ့ဟာကတော့တိုက်ပွဲအတွင်းမှာရဲဘော်တွေမျက်မြင်တွေ့ခဲ့တဲ့အခြေအနေတွေနဲ့ကျွန်တော်တို့နောက်ဆက်တွဲကြားရတဲ့သတင်းအခြေအနေတွေပါကျွန်တော်တို့အတည်ပြုထားတာပါစစ်ခွေးတွေဘက်ကလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိတာမျိုးမရှိပါဘူးဟုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၄တပ်ရင်းမှတာဝန်ရှိသူကပြောဆိုပါတယ်လက်ရှိအချိန်တွင်ရင်းစစ်ကြောင်းကတရက်မျိုးမှထွက်ခွာလာသောစစ်ကြောင်းနှင့်ပူးပေါင်းပြီးတရက်မျိုးနဲ့စက်တောင်ကျေးရွာဖုန်ကြီးကျောင်းအနီးလက်နက်ကြီးများတပ်ဆင်ကတိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်သို့ပြစ်ခတ်မှုများလှုပ်ဆောင်နေကြောင်းထို့ကြောင့်တရက်ကာမလမ်းပိုင်းကိုအသုံးပြုသွားလာမည့်ပြည်သူများအနေဖြင့်သတိပြုသွားလာကြပါရန်နှင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းတရက်ခရိုင်အမှတ်၄တပ်ရမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်သောစစ်စင်ရေးများကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်၄တပ်ရင်းတပ်ခွဲ3တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မြေချမ်းမြို့နယ်တွင်ပြည်သူ့စစ်ကောင်ဆောင်တီတာယူမွန်အဖွဲ့မှပြူစောထီများလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်မှု9ဦးသေဆုံးပြီးတနက်3လက်နဲ့ခဲယမ်းများသိမ်းဆည်းရမိတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းမြေချမ်းမြို့နယ်တွင်ပြည်သူ့စစ်ကောင်ဆောင်တီတာယူမွန်အဖွဲ့မှပြူစောထီများလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်ရာ9ဦးပွဲချင်းပြီးသေဆုံးပြီးတနက်3လက်နဲ့ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမှသတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မှိုင်းကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ29ရက်နေ့နနက်7:00နာရီခန့်တွင်မြင်းချမ်းမြို့နယ်ပြည်သူ့စစ်ကောင်ဆောင်တီတာယူမွန်မှဖြူစောထီများလိုက်ပါလာသောကားကိုပခုတ်ကူ Special Task Force ပခုတ်ကူမြို့နယ်တရင်တက်မှရဲဘော်တီနဲ့ရဲဘော်ဓာတ်ဘူးဦးဆောင်တဲ့အဖွဲ့ကညောင်ဦးမြင်းချမ်းလမ်းပိုင်းတနေရာအရောက်တွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းပြူစောထီ9ဦးပွဲချင်းပြီးတေဆုံးက G4 တနက်တလက်ကားပိုင်း2လက်နဲ့ကြီးအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လှန်ရေးတပ်ဖွဲ့များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပါလာတဲ့9ယောက်လုံးအကုန်သေကုန်တာစစ်ခွေး9ဦးကနေရာတွင်ပွဲချင်းပြီးတေဆုံးပါတယ်။
စစ်ကော်မရှင်အနေနဲ့ပြည်သူတွေမကြည့်ပြဘူးဆိုရင်ဘယ်နေရာမှာပဲနေနေလုံခြုံမှုမရှိဘူးဆိုတာကိုအတိပေးချင်ပါတယ်ဟုပခုတ်ကူမျိုးနဲ့ပြည်သူ့ကောက်ကွယ်ရေးတပ်ဖွဲ့ပကဖမှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်မှိုင်းကသတင်းဌာနကိုပြောကြားပါတယ်ဆက်လက်ပြီးစစ်တပ်ထောက်ခံသောတရုတ်ဆောင်ခန့်စီသူကျူကျူလာ၏အချစ်တော်ဖြစ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အကြမ်းဖက်မင်းအောင်လှိုင်ရဲ့မိန်းမကျူကျူလာဟာအချစ်တော်သားတွေများစွာထားရှိလာပါတယ်မင်းအောင်လှိုင်နဲ့ကျူကျူလာမှာအောင်ပြည့်စုံလို့ခေါ်တဲ့သားအရင်တူရှိပေမဲ့ကျူကျူလာကအချစ်တော်သားတွေများစွာထားရှိလာတာပါကျူကျူလာဟာသူ့ကိုအမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ဘက်အရက်ဘက်လူငယ်တွေကိုသားလို့ပြန်ခေါ်ရင်အချစ်တော်သားတွေများစွာပေါ်ထွန်းလာပါတယ်ဒီဘက်မှာဆိုရင်ဘုံမူးကျော်စောရဲဆိုသူကကျူကျူလာရဲ့အချစ်ဆုံးသားတဦးလေးဖြစ်ပါတယ်ကျူကျူလာကသူ့ရဲ့သားတွေများစွာကိုသူတို့နေထိုင်ရာအိမ်တော်ထဲတကားမရှိဓာမရှိအမြဲလိုဝင်ထွက်ခွင့်ပြုထားပြီးကျူကျူလာရဲ့ဝမ်းမနာသားတွေအလုံးကအင်မတန်လုံခြုံရေးထူထပ်တဲ့မင်းအောင်လှိုင်အိမ်တော်စီကိုအမေကခေါ်လို့ဆိုတဲ့စကားတစ်ခုနဲ့ဖြတ်ကျော်ဝင်ရောက်ကြပါတယ်ကျူကျူလာနဲ့သားအရင်မဟုတ်တဲ့အချစ်တော်သားတွေအကြားဆက်ဆက်ရေးကလည်းနေ့စဉ်ဖုံးပြောနေကြပြီးတာเจ้าမเจ้าကစလို့ဘေးရရအစုံလူမှုပတ်ဝန်းကျင်ကအဖြစ်ပြက်တွေကစပြောဆိုကြတာပါကျူကျူလာရဲ့သားဖြစ်ခွင့်ရတဲ့အချစ်တော်သားတွေအနေနဲ့ဝင်ကြီးဌာနတွေရဲ့လုပ်ငန်းတင်တာပါမစ်တွေစီးပွားရေးနဲ့တပ်ထုတူးဖော်ရေးလုပ်ပိုင်ခွင့်တွေစစ်ကောင်းဆောင်တွေရဲ့နိုင်ငံခြားခီးစဉ်တွေမှာလိုက်ပါခွင့်တွေအပါအဝင်အထူးအခွင့်အရေးအဖြစ်ရရှိထားကြတဲ့ပြင်ကျူကျူလာစီကိုဓာတ်ရိုက်နှစ်စဉ်ဖုံးခေါ်ခွင့်လည်းရှိကြပါတယ်။ရုပ်ရှင်နယ်ပယ်အတိုင်းဝိုင်းမှာကျူကျူလာရဲ့အချစ်တော်သားတဦးဖြစ်လာသူကတော့သရုပ်ဆောင်ခန့်စီသူဖြစ်ပါတယ်။ရခိုင်လူမျိုးအချင်းချင်းဖြစ်တာခန့်စီသူကကျူကျူလာအနာရှောက်အောင်နှီးမျိုးစုံနဲ့ချင်းကပ်လာတာတွေကြောင့်ခန့်စီသူဟာကျူကျူလာရဲ့ရုပ်ရှင်နယ်ပယ်ကအချစ်တော်သားတဦးဖြစ်လာပါတယ်။ခန့်စီသူနဲ့ကျူကျူလာအကြားမှာအမေသားအခေါ်ပြောတွေနဲ့လူပုတ်ကိုချင်းခိုင်မာတဲ့ယဉ်နီးမှုရှိလာတဲ့အပြင်ရခိုင်အချင်းချင်းဖြစ်တာရောခန့်စီသူရဲ့မြောက်ပစ်ပြောဆိုတတ်တဲ့ဘောမကောင်းလွန်းတာကြောင့်ရောခန့်စီသူဟာကျူကျူလာရဲ့အသေးဆွဲအချစ်တော်သားဖြစ်လာတာပါကျူကျူလာကတန်မိုးကြီးအမတ်တစိတ်လက်ကအိမ်လှလှလေးတွေကိုအလွန်နှစ်သက်တတ်ပြီးခန့်စီသူကလည်းအဲ့ဒီအချက်ကိုသိရှိထားတာကြောင့်ဒေါ်လာထောင်တောင်းချီတန်တဲ့တန်မိုးကြီးလက်ကအိတ်တွေကိုကျူကျူလာစီကိုအမေအတွက်ဆိုပြီးပေးပို့ပါတယ်ဒီလိုပေးပို့လို့လေခန့်စီသူအတွက်အရှုံးမရှိပဲဝင်ကြီးဌာနရဲ့လုပ်ငန်းလုပ်ကိုင်ခွင့်တင်တာနဲ့တန်ချောင်းတင်သွင်းခွင့်သွင်းကုန်ပါမစ်လိုအထူးအခွင့်အရေးပြန်လည်ရရှိတာမို့သူရင်းလိုက်တဲ့အိတ်ဖိုးထပ်တာအစားများစွာအမြတ်ရနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်ကျူကျူလာရဲ့အချစ်တော်ဖြစ်လာမှုကြောင့်စစ်တပ်ရဲ့ဝါဒဖြတ်ဇလန်းတွေမှာခန့်စီသူကပင်နိုင်သရုပ်ဆောင်ဒါရိုက်တာဖြစ်လာတဲ့အပြင်ခန့်စီသူရိုက်ကူးခြင်းနဲ့ဇလန်းနဲ့ရုပ်ရှင်တွေအတွက်လည်းကျူကျူလာနဲ့တမီခင်တီတီတက်မွန်ကနောက်ွယ်ကနေငွေကျပ်သိန်းထောင်ချီထုတ်ပေးပါတယ်။ကျူကျူလာကလည်းပြပခီးစဉ်ကပြန်လာတဲ့အခါဒါခန့်စီသူအတွက်ဆိုပြီးလက်ဆောင်တွေပွဲလာတတ်ပါတယ်။2022ခုနှစ်မတ်လအတွင်းမှာကျူကျူလာရဲ့တိုက်တွန်းမှုနဲ့မင်းအောင်လှိုင်ကခန့်စီသူကိုလူမှုထူးချွန်စုပေးအပ်ခဲ့ပါသေးတယ်။ခန့်စီသူကလည်းသူ့ရဲ့အလူတွေမှာအမေတော်ကျူကျူလာကိုဦးထိပ်ထားပြီးဆိုတာမျိုးတွေနဲ့အလူတွေလောက်ပြပြီးဓာတ်ပုံတွေအပြန်အလှန်ပို့ကြဓာတ်ပုံတွေမှာအသေးတွေပေးကြတာတွေလည်းရှိနေပါတယ်။ဒီနေ့မေလ19ရက်နေ့မှာလည်းခန့်စီသူကငလျင်တန်တဲ့ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေကိုဝေချက်သိန်း200လှူဒန်းပြခဲ့ပြီးလှူဒန်းမှုတွေကိုအမေတာတို့ခေါ်ပါစေဆိုပြီးကျူကျူလာစီကိုအမြောက်ဝေတာတို့ခေါ်ခိုင်းခဲ့ပါသေးတယ်။ကျူကျူလာဟာခန့်စီသူရဲ့တကယ်အမေရင်မဟုတ်တယ်လို့ခန့်စီသူကလည်းကျူကျူလာရဲ့တကယ်သားရင်မဟုတ်ပေမဲ့သူတို့နှစ်ဦးကြားကအမေနဲ့သားအခေါ်ပြပြီးအပြန်လန်နေစဉ်အဆက်အသွယ်မပြတ်ချိတ်ဆက်နေကြတဲ့ဆက်ဆက်ရေးဟာတာမန်ထက်တော့ပိုကဲနေတာကိုညင်းလို့မရဘူးလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်